Hello အားလုံးမင်္ဂလာပါဒီနေ့ကတော့ကျမရဲ့စိုက်ခင်းလေးကိုပြပါမယ်ဖြစ်ပါတယ်ရှင်မြင်ပါပြီစားပွဲပါပြီပြီးတော့ comment ကိုကြည့်ပါမယ်ရပါပြီမိုးရီချင်းညာပေါ့နော် strawberry ယူပါမယ်နက်တီခုပါမယ်နက်တီကနည်းနည်းမြည်နေလားရပါပြီမြူရီထူထက်လာပြီးအုံးသီးပင်ပေါ်တက်မယ်တက်ပြီးတော့အုံးသီးခုပါမယ်ခုအုံးသီးပြန်ကြည့်လို့အစီဝါတို့ကြောင့်မှကြောက်ရပြီစားလာပါအုံးသီးခုပါပြီခုနေပါပြီချက်ချင်းမိုးအောင်ဟာနေမိုးလင်းသွားတော့ပြန်သွားပါမယ်တက်ပါမယ်ခုပါမယ်ခုပါတယ်ခုတယ်နောက်ထပ်သုံးကျင်တော့ခုမရောက်ဘူးဒီရပင်ရမအများကြီး strawberry ခုတော့ပေါ့သွားရောင်းပါမယ်ဘယ်လောက်ရလဲအိုးအများရပါတယ်ကျမရဲ့အဆန်နေရတော့အင်္ဂလိပ်လေးဒီအောက်မှာပေါ့နော်မမြင်ရလို့ပါဝင်ကောင်းလဲ1000နဲ့ဟာဝင်မယ်ဝယ်ပါပြီဝယ်ပြီးပါပြီနောက်ထပ်တစ်ခုပါရှိသေးတယ်သုံးထားတယ်3000နဲ့ရှိရပြီနောက်ထပ်ပါရှိသေးလေရှိတော့စကင်သွားပါမယ်ရပါပြီ strawberry မခုလို့ပါဘူးစိုက်မယ်ပင်ဘာပင်လဲမသိဘူးဝါပင်လားဘာလဲဒါမှဝါပင်တည်တယ်ထားလိုက်ဒီနားနေထားမှာအဲ့ဒါမှဝါပင်လေးနဲ့အစီပြောင်တက်လို့ရမှာပေါ့နော်အုံးသီးပင်ကဘယ်လိုလုပ်လဲဒီမှာအစိတ်ဒီစိုက်ပုတ်ရပြီပေးဝါပေးဝါအိတ်ထဲမှာရှာလိုက်ပါဦးဟုတ်တယ်တွေ့ပြီ strawberry ဟုတ်တယ် strawberry အနီအောင်တွေ့လာနေ strawberry ချင်တာပဲဟုတ်တယ် okay မင်္ဂလာပါဗျာမင်္ဂလာပါကိုမင်္ဂလာပါရေ you like ပေးပါတော့ရောက်ပါပြီတော့ရအောင်ကောင်းလားနည်းနည်းတီးပေးလိုက်မယ်နော်နည်းနည်းတီးတော့ပေးလိုက်မယ်နည်းနည်းတီးခုမခုတော့အတန်သွင်းနေမှာရှူပေါက်ချင်တယ်ခဏရက်လိုက်ပါဦးမယ်ဒါအပိုင်းလေးနဲ့ဒီမှာပဲ